manifestation ဒါမှမဟုတ် Sinapong for foundation ဆိုတဲ့စကားလုံးကိုကြားလိုက်တဲ့အခါတော်တော်များများကဒါကိုမော်ပညာလိုမျိုးလျှို့ဝှက်စန့်ကျဲတဲ့အရာတစ်ခုလို့ထင်တတ်ကြတယ်ဒါပေမဲ့ဒီနေ့မှာတော့အဲ့ဒီအမြင်ကိုခဏမဲထားပြီးဒါကိုအာယုံစူးစိုက်မှုအဖြစ်နဲ့လုပ်ရတဲ့စီပိုင်းဆိုင်ရာလေ့ကျင့်ခန်းတစ်ခုအဖြစ်ရှုမြင်ကြည့်ကြရအောင်တကယ်တော့ဒါဟာကိုလိုချင်တဲ့အနာဂတ်ကိုရောက်ဖို့အတွက်ကိုယ့်ရဲ့ဦးနှောက်ကိုကြိုတင်လေ့ကျင့်ပြင်ဆင်ပေးတဲ့တိကိုလက်တွေ့ကြတဲ့နည်းလမ်းတစ်ခုပါပဲ ဒါကအဓိကအချက်ပဲဗျာစိတ်ထဲမှာဖုံဖော်ကြည့်တယ်ဆိုတာကိုယ့်ဦးနောက်ကိုအခွင့်အလမ်းတွေကိုပိုပြီးမြင်တတ်အောင်တတိထားမိလာအောင်လေ့ကျင့်တွေ့တဲ့ထူးတစ်ခုလိုပါပဲဥမာဗျာကားတစ်တစီဝဲချင်တယ်လို့စိတ်ထဲမှာစပြီးတွေးလိုက်တာနဲ့လမ်းပေါ်မှာအဲ့ဒီကားမျိုးစားကိုပဲခဏခဏတွေ့နေရတယ်လို့မျိုးပေါ့အခွင့်အလမ်းတွေကအရင်ကတည်းကရှိနေပေမဲ့ကိုယ့်ဦးနောက်ကအခုမှအာယုံစိုက်ပြီးရှာဖွေဖော်ထုတ်ပေးလာတာပါကဲဒီရှင်းပြချက်မှာတော့ဒီအချက်တွေကိုတစ်ဆင့်ပြပြရှင်းပြသွားမှာပါဒါကစာအုပ်ထက်က theory တွေချင်းမပါဘူးချက်ချင်းထပ်ပြီးလက်တွေ့လုပ်ဆောင်လို့ရမယ်လမ်းညွှန်တစ်ခုထင်မှာပါဒီတော့ဒီနီလာလေးကိုတူတူလေ့လာကြည့်လိုက်ရအောင်ဟုတ်ပြီအပိုင်းတစ်ကတော့စိတ်နဲ့စိတ်သားကိုကင်းစင်ခြင်းပါစိတ်ကူးထဲမှာပုံဖော်ကြည့်တာတွေမစခင်မှာအခြေခံအကြမ်းဆုံးဖြစ်တဲ့စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုကိုအရင်ဆုံးလုပ်ဖို့လိုပါတယ်တနည်းပြောရရင်ကိုယ့်ရဲ့အတွင်းစိတ်မှာကိုပြောနေတဲ့ဇလန်းကိုအသစ်ပြန်ရေးရမှာပါဒီအချက်နှစ်ချက်ကတစ်ကိုအရေးကြီးပါတယ်ပထမဆုံးကိုယ့်အနာဂတ်ကအတိတ်ကလိုပဲဖြစ်နေရမှာပဲဆိုတဲ့အတွေးကိုလုံးဝလက်လွတ်လိုက်ပါပြီးတဲ့အခါဒုတိယအချက်အနေနဲ့အဲ့ဒီအတွေးဟောင်းနေရမှာကိုတကယ်လိုချင်တဲ့အရာကိုကိုယ့်ရဲ့မတိစိတ်တဲ့ရှင်းရှင်းလင်းလင်းမြင်တောင်ထဲတွင်ပြသပြရမှာဖြစ်ပါတယ်ဆိုတော့အဓိကချက်ကပါလဲဆိုတော့စိတ်ထဲမှာပုံဖော်ကြည့်တဲ့လုပ်ငန်းစဉ်ကိုမစခင်ကိုဘာကိုလိုချင်တယ်ဆိုတာကိုတိတိကျကျပြတ်သားသားသိနေဖို့ပါပဲဥပမာငါပိတ်ဆန်ချမ်းသာခြင်းတယ်ဆိုတာမျိုးကရေးပွေဆန်းလွန်းတယ်အဲ့ဒီအစငါလာဆင်ဝင်ငွေဘယ်လောက်ပုံမှန်ဝင်ခြင်းတယ်ဆိုတာမျိုးတိကျတဲ့ပန်းနိုင်တစ်ခုရှိနေရမယ်အခုအပိုင်းနဲ့ကိုရောလာပါပြီဒီအပိုင်းမှာတော့ကိုလိုချင်တဲ့ရလကိုစိတ်ထဲမှာကိုနိုင်ကဒါရိုက်တာလုပ်ပြီးရုပ်ရှင်တကားရိုက်တယ်လို့အသေးစိတ်တီဆောက်ပုံဖော်တဲ့အဓိကနီးစင်းတဲ့အကြောင်းပြောပြသွားမှာပါဒီနေရာမှာသတိထားရမယ့်အလွန်အရေးကြီးတဲ့အသေးစိတ်အချက်တစ်ချက်ရှိပါတယ်။အဲဒါကတော့ကိုပုံဖော်ကြည့်ရဲ့မြင်ကွင်းဟာဖြစ်ချင်တဲ့စံသားတစ်ခုအနေနဲ့မဟုတ်ပဲဖြစ်ပြီးသွားပြီဖြစ်တဲ့အောင်မြင်မှုတစ်ခုရဲ့အမှတ်တရအခုအနေနဲ့စိတ်ကူးရင်မှာဖြစ်ပါတယ်ဒီအဆင့်တွေကကိုယ်စိတ်ထဲကပုံရိပ်ကိုပို့ပြီးတော့အသေးဝင်လာအောင်လုပ်ပေးမှာပါစိတ်ကူးထားကအခန်းကိုလှက်ပတ်ကြည့်တာအာယုံဆိုင်လေးပုံရိပ်ကကြည်လင်လာလေပြီးတော့အဲ့ဒီမြင်ကွင်းကိုထပ်ခါပြန်ကြည့်ပြီးအသေးစိတ်အချက်လက်တွေနဲ့ခန်းစားချက်တွေကိုပို့ပင်းထန်လာအောင်လွတ်ဆောင်ရမှာပါဟုတ်ပါတယ်အစပိုင်းမှာတော့အာယုံစူးစိုက်ရတာခက်မှိုင်ပေမဲ့စိတ်ရှည်ရှည်နဲ့လေ့ကျင့်သွားရင်တဖြည်းဖြည်းပိုအားကောင်းလာမှသိကြပါတယ်ကဲအပိုင်း3ကိုဆက်လိုက်အောင်ဒီမှာတော့စိတ်ကူးပုံဖော်တာကိုတကယ်လက်တွေ့ဖြစ်လာအောင်လုပ်ပေးမယ်အစွမ်းထက်ဆုံးသောထောက်ချက်ကိုရှင်းပြမှာပါအဲ့ဒါကတော့မြင်ယုံတက်ခဏကြော်လွန်ပြီးအဲ့ဒီအဖြစ်ပြက်ကိုအာယုံ၅ပါးနဲ့အပြည့်အဝတွေ့ကြုံခံစားဖို့ပါပဲကိုဒီမေးခွန်းနေမေးကြည့်ပါကိုဘာဝေထားလဲဘာတန်နေကြားနေရလဲဘလို့အနံ့ရတာတွေရလဲဒီလိုအာယုံခံစားမှုတွေနဲ့ထိဆက်လိုက်တဲ့အခါစိတ်ကူးတဲ့ကပုံတွေကပိုပြီးတကယ်ဖြစ်နေတယ်လို့ခံစားလာရခြင်းပဲဒါကအုံနောက်ကိုအဲ့ဒီဖြစ်ပြက်ကတကယ်ပဲလို့ယုံကြည်လာအောင်လှည့်စားလိုက်တာပါပဲဒီမဲခွန်းကအဓိကကြပါတယ်ဘာပဲလို့လဲဆိုတော့အဲ့ဒီစိတ်ခံစားချက်ကသာဒီလုပ်ငန်းစဉ်တစ်ခုလုံးကိုမောင်းနှင်ပေးမဲ့လောင်စာစီဖြစ်နေလို့ပါပဲအောင်မြင်ပြီးသွားရင်တော့မှကိုဘွားနဲ့ကဘာကြီးအဖို့ဘလို့ခံစားရမလဲဆိုတော့အဲ့ဒီခံစားချက်ကအရေးကြီးဆုံးပါပဲဒီလိမ့်ချင်းခါအတွင်းမှာရီမန်ပြီးဖန်တီးခံစားရမယ်အဓိကစိတ်ခံစားချက်တွေကတော့တက်သားရမှုကျေနပ်မှုစိတ်လှုပ်ရှားမှုကျေးဇူးတင်တယ်မှုနဲ့ပြည့်စုံမှုတို့ပဲဖြစ်ပါရဲ့ဒီခံစားချက်တွေကိုစိတ်ထဲမှာတကယ်ပဲကိုယ့်ရဲ့နှလုံးသားထဲမှာဖြစ်ပေါ်လာအောင်ကြိုးစားပြီးခံစားကြည့်ဖို့လိုပါတယ်အခုအပိုင်းလေးဒါကတော့ဒီလေးကျင့်ခန်းတစ်ခုလုံးရဲ့အဆုံးပန်းနိုင်ပါပဲအဲ့ဒါကတော့ကိုယ့်ရဲ့လက်ရှိအတွေးခေါ်နဲ့အဖြူမှုတွေကိုပန်းနိုင်ရောက်ပြီးတဲ့လူတယောက်ရဲ့အတွေးခေါ်အဖြူမှုတွေနဲ့တစ်ထပ်တီးကြအောင်ပြောင်းလဲပြလိုက်တာပါပဲအတိတ်ကကိုအကန့်အသတ်ဖြစ်စေတဲ့စိတ်နေစိတ်ထားနဲ့ကိုယ့်ရဲ့နောက်တစ်ဆင့်မြင့်တဲ့ပုံစံရဲ့ယုံကြည်ချက်တွေကိုရှင်းရှင်းလင်းလင်းနိုင်ရှင်ကြည့်အောင်ဥပမာအရင်ကငါကတော့ဒီလိုအခြေအနေကလွတ်မြောက်နိုင်မှာမဟုတ်ပါဘူးလို့တွေးခဲ့ရင်အခုငါမှအောင်မြင်တဲ့ဘဝအသစ်ကိုတိစောက်နိုင်တဲ့အရေးချင်းရှိနေပြီဆိုတဲ့ယုံကြည်ချက်မျိုးနဲ့အစားထိုးပြီးအခုငါအတွက်ဘာတွေဖြစ်နိုင်ပြီလဲဆိုတဲ့မေးခွန်းကိုကိုမေးရမှာပါဒီအတုံးတုံးကနည်းနည်းတော့ထူးဆန်းနေနိုင်ပြီမယ်လက်တွေ့မှာတော့ရှင်းပါတယ်ဒါကကိုယ့်ရဲ့အတွေးစိတ်အခြေအနေဆိုတော့ကကိုယ့်ရဲ့အတွေးခေါ်နဲ့ခံစားချက်တွေကိုကိုလိုချင်တဲ့ပြင်ပကဘာရဲ့လက်တွေ့အခြေအနေနဲ့ထထတီးကြအောင်အခုကတည်းကညှိယူနေထိုင်လိုက်တာပါပဲဥပမာအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်ချင်းအောင်မြင်နေတယ်လို့မျိုးအခုကတည်းကစတင်နေထိုင်ကြင်ကြံတာ
သူတို့တနေတာကိုဘယ်လိုစီမံခန့်ခွဲမလဲဘယ်လိုဆုံးဖြတ်ချက်တွေချမလဲဆိုတာကိုကိုယ်တိုင်လက်ရှိဘဝမှာစတင်ကျင့်သုံးနေတာမျိုးဖြစ်ပါတယ် DSO ကအဓိကနေရာမှာကိုထပ်ပြီးအားဖြည့်ပေးလိုက်တာပါပဲဆိုလိုတာကကိုယ့်အသွေးစိတ်ကဘာကိုအရင်ပြောင်းလဲလိုက်တာနဲ့ပြင်ပလောကကအလိုလိုလိုက်ပါပြောင်းလဲလာမှာပါအသွေးစိတ်ရဲ့ပြောင်းလဲမှုကပြင်ပလောကရဲ့ပြောင်းလဲမှုအတိုင်းမရှိမဖြစ်အလိုအပ်ချက်ရှေ့ပြေးတစ်ခုဖြစ်ပါတယ် ကဲနောက်ဆုံးနဲ့အရေးကြီးဆုံးအပိုင်းကိုရောက်လာပါပြီဒီပိုင်းကတော့ကြီးရှုလက်လာနေတာကနေတက်ကြွစွာပါအောင်လို့ဆောင်ဖို့အတွက်ချက်ချင်းလက်တွေ့အသုံးချနိုင်မဲ့အချက်ကိုပြောပြမှာပါ ဒါကတော့လက်တွေ့စမ်းသက်ကြည့်ဖို့ဖိတ်ခေါ်တာပါပဲဒီရှင်းပြချက်ပြီးသွားတာနဲ့မျက်စိကိုမိတ်ပြီးစက္ကန့်ကိုရှယ်10မိနစ်ပဲအချိန်ယူပါကိုယ့်ရဲ့မန်တိုင်အောင်မြင်ပြီးသွားတဲ့မြင်ကွင်းတစ်ခုကိုရှင်းရှင်းလင်းလင်းပုံဖော်ကြည့်ပါအဲ့ဒီအောင်မြင်မှုကိုတကယ်ခန်းစားကြည့်လိုက်ပါဒီ10မိနစ်တာလေးချင်းဖန်လေးကကိုလိုချင်တဲ့အနာဂတ်ကိုစတင်ဖန်တီးဖို့အတွက်ပထမဆုံးအစွမ်းတတ်တဲ့ခြေလှမ်းတစ်ခုဖြစ်လာမှလိမ့်မယ် နောက်ဆုံးအနေနဲ့ဒီမိကုန်းလေးနဲ့အဆုံးသတ်လိုက်ချင်ပါမယ်ကိုယ့်ရဲ့အတွေးစိတ်အခြေအနေကိုပြောင်းလဲလိုက်ကနေကိုယ်တိုင်ကပြောင်းလဲပြီးသားဖြစ်သွားပါပြီအဲ့ဒီပြောင်းလဲမှုကအရာအလုံးရဲ့အစပါပဲဒီတော့အခုလိုပြောင်းလဲသွားတဲ့ကိုယ့်ရဲ့ပုံစံအသစ်နဲ့အတူနောက်ထပ်ပါတွေကိုများဆက်လက်ဖန်တီးသွားမလဲ